ကဲဒီနေ့လေးရလေတစားမွန်လာပြညလေးစေပောင်းခါတဲ့ညလေးဖြစ်တဲ့ကြောင့်မို့မစရီဘူးဟင်းညိုလေးလှူဖို့တော့ကိုညီမတို့တွေဝိုင်းဝန်းပြီးတော့လှုပ်ဆောင်နေကြတာပါရှင်ကျမကတော့လေအားလုံးစားဖို့တော့ကိုလက်ဖက်လေးတုံပေးနေတာပေါ့နော်မလက်ဖက်တော့မှာလူနေပါတယ်လက်ဖက်တော့မှာဝင်းနေတာပကံမချတော့ပါဘူးနေမကောင်းတဲ့အတွက်ကြောင့်လက်ဖက်တော့ပကံကိုလုံးဝမချတော့အလူရှင်ကြီးနဲ့စားနေပါတယ်ကျေးဇူးတင်ပါတယ်အလူရှင်ကြီးကိုအလူရှင်ကြီးဒီထက်မကလူနိုင်ပါစေလက်ဖက်တုပ်လေးရလေကိုပူနဲ့တုပ်လို့လားမသိဘူးမကြုံစားကောင်းနေရောပဲမတူတာကျတော့နီခွာခိုင်းလို့ပြေးပါပြီမိုင်းတူတာပြေးပြီလဲ့တော့မကြည့်တော့အသီးနဲ့လေးတဲ့အကုန်လုံးလိချုပ်ပြီးပြီဆိုတော့လေမှာအခုချက်ဖို့အတွက်ကိုပြင်ဆင်နေတာပါရှင့်အိုးကကြတော့လေနှစ်အိုးခွက်ချက်မှာပါရှင့်အရသာလေးရစားတိတိကျကျနေပြီးတော့ဗောနော်အမကလုံးဝစေတနာပပလေးနဲ့ချက်ပြုတ်ပေးနေတာပါရှင်ကျမတို့စားရတော့မယ်လာမနေနိုင်ဘူးလုံးဝမျက်လုံးတော့ဖိမလားကဲဟင်းရအိုးလေးကလည်းချက်ပြီးဗောနော်ချက်ပြီးအလုတ်ကပြန်လို့တဲ့အချိန်မှာလုံးဝကွက်တိဖြစ်သွားတယ်ကွယ်ကျမတို့အိတ်ပြေပါညာရင်းနဲ့တိတိကျကျပြင်ဆင်မဲ့အချိန်ကိုရလိုက်ပြီဗောနော်အခုတော့စပြီးတော့လှူဒန်းနေပါတယ်ရှင်အလူရှင်အမလေးကတိတိကျကျလေးကိုဗောနော်ထည့်ပြီးတော့လှူဒန်းပေးနေတာပါရှင်အားလုံးပဲစေမခါတဲ့ညလေးပါရှင်စိတ်ရောနဲ့ထိတ်ဆုံးကရောက်တဲ့သူပါဒီမှာကြည့်ရောအလုံးလုံးနဲ့တန်းရောက်လာထိတ်ဆုံးကတယောက်တည်းမကျော်ဟိုနောက်တယောက်လုံးလုံးချိန်လေးဖြစ်တဲ့အတွက်ကြောင့်မလို့လူတွေကတစားတစားနဲ့အရန်ကိုများလာတယ်ပေါ့နော်အလို့ရှိမှလည်းထိန်တယ်တစ်ထည့်မနိုင်တော့ဘူးပေါ့နော်မကြုံအရန်ကိုကြိတ်ကြိတ်ကိုရပါတယ်ရှင်အရန်ကိုလေပီတိဝမ်းစာဖြစ်စီရတဲ့အလူလေးပေါ့နော်မကြုံပျော်စရာအိမ်မှာနောက်ကြပါလို့နော်တက်တာလေးနည်းနည်းနောက်ကြပါလို့ပါတင်းခံကြပါလို့တက်တာလေးနည်းနည်းနောက်ကြပါလို့ပါဒီနေ့အလူလေးကိုကြည့်ပြီးတော့ဗောနော်အားလုံးပဲတာတို့ခွန်နိုင်ကြပါစေရှင်နောက်လည်းဒီတော့မကလှူနိုင်ပါစေနော်အားလုံးပဲစေးပေါင်းခါတဲ့ညကလေးပါရှင်